ကဝိဒုက္ခမှာမိုးချမဲ့လို့ငှက်တောင်ကျို့သောဇွနေပြအိုလူများတို့ယေရှုစိတ်သားမျက်နှာပန်းတို့ဧကံရောက်ကြောင်းသရာလောင်း၍ကောင်းမှုဒါနာမြတ်စွာကနေစိတ်မပြထံကလူရံကိုစွန့်ချေရထတော်မူပါမောတာသာပုရိသပေါင်းသူတော်ကောင်းတို့ညောလေကြည်စီတယ်ဘာသာအချင်းရှိကြပါလိမ့်မြမမရင်သိကြပါတဲ့အလူမနောချိုးတဲ့စိတ်ကြံမျိုးရန်ဘုဒ္ဓဆိုတဲ့နိဗ္ဗာန်ဆိုလည်းရှိ
Thank you.